Daya Basi Lovely Ebata Suri Sumobasi Kudra Abata Rory Lopupra တာဝီတာမိုတိုင်းရီ Nilagi Kuari အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုစတာပါကျွန်တော်တို့သတင်းတွေကိုနားထောင်တဲ့အခါမှာအထူးဖြင့်ကမ္ဘာသတင်းတွေကိုနားထောင်တဲ့အခါသို့မဟုတ်လို့ရှိရင်ဖတ်တဲ့အခါမှာလက်ဝဲလက်ရာဆိုတဲ့အသုံးအနှုန်းကိုအမြဲတမ်းကြားရတတ်ပါတယ်ဒီနောက်ပိုင်းကမ္ဘာသတင်းတွေမှာဆိုလို့ရှိရင်ဘယ်လိုစကားလုံးမျိုးတွေကိုပို့ပြီးတော့တွေ့လာရလဲဆိုတော့လက်ရာစုံအမျိုးသားရေးဝါဒီတို့လက်ဝဲအင်အားစုတို့ပြီးရင်လက်ဝဲရိမ့်တဲ့အမတ်စားတဲ့စကားတွေကသတင်းနားထောင်တဲ့သူတွေသတင်းဖတ်တဲ့လူတွေတိုင်းနဲ့ရင်းနှီးတဲ့အသုံးအနှုန်းတွေဖြစ်လာပါတယ်ကျွန်တော်ကိုယ်တိုင်လည်းကမ္ဘာသတင်းကိုစိတ်ဝင်စားတဲ့သူတစ်ယောက်ဖြစ်ပြီးတော့နိုင်ငံရေးကိုလေ့လာလိုတဲ့လူတစ်ယောက်အနေနဲ့ဒီနေ့ဗီဒီယိုမှာတော့လက်ဝဲလက်ရာနိုင်ငံရေးဆိုတာဘာလို့ဆိုလိုတာလဲ။ဘာကြောင့်ကမ္ဘာနိုင်ငံရေးမှာဒီအသုံးအနှုန်းတွေကအရေးကြီးတာလဲ။ပြီးတော့ဒီအသုံးအနှုန်းတွေကဘယ်ကနေစပေါ်လာခဲ့တယ်လဲဆိုတာတွေကိုနားလည်လွယ်အောင်ပြောပြသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ဒီလက်ဝဲလက်ရာနိုင်ငံရေးအကြောင်းပြောရင်စာသင်တဲ့အခါမှာပဲဖြစ်ဖြစ်အခြား YouTube ဗီဒီယိုတွေကိုတွားကြည့်ရင်ပဲဖြစ်ဖြစ်မဖြစ်မနေထဲတွင်ပြောကြတဲ့အကြောင်းအရာတစ်ခုကတော့ပြင်သစ်တော်လှန်ရေးအကြောင်းဖြစ်ပါတယ်။ပြင်သစ်တော်လှန်ရေးက1989ခုနှစ်ကနေ1999ခုနှစ်အထိ10နှစ်ကြာဆင်နွှဲခဲ့ကြတဲ့တော်လှန်ရေးတစ်ခုဖြစ်တယ်။ဒီပြင်သစ်တော်လှန်ရေးကဘာကြောင့်ဖြစ်လာရတာလဲဆိုရင်အကြီးကတော့လူရန်စားမညီမျှမှုကြောင့်ဖြစ်လာခဲ့တာလို့ပြောလို့ရပါတယ်။အဲ့ဒီတော့ကပြင်သစ်လူဖွဲ့စည်းကိုတွားကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့အဓိကအားဖြင့်လူရန်စား3မျိုးလောက်ရှိတာကိုတွေ့ရတယ်ပေါ့နော်။ပထမလူရန်စားကတော့ဘာသာရေးခေါင်းဆောင်တွေဖြစ်တယ်။ဒီဘာသာရေးခေါင်းဆောင်တွေမှာတော့ဘယ်သူတွေပါမလဲဆိုတော့ဘုန်းကြီးတွေပါမယ်ပြီးရင်တော့အခြားဘာသာရေးနဲ့ပတ်သက်ဆက်နွယ်တဲ့သူတွေပါမယ်ပေါ့နော်ပြီးရင်ဒုတိယလူရန်စားကတော့ဒီအထက်တန်းစားအခွင့်အရေးရှိတဲ့သူတွေဖြစ်တယ်ပေါ့နော်ဒီဒုတိယလူရန်စားမှာတော့ဘယ်သူတွေပါလဲဆိုတော့စစ်သူကြီးတွေပါတယ်မင်းမျိုးမင်းနွယ်တွေပါတယ်မင်းမှုရန်တွေပါတယ်ပေါ့ပြီးရင်တတိယလူရန်စားကတော့ဘယ်သူတွေလဲဆိုလို့ရှိရင်လယ်သမားတွေအလုပ်သမားတွေပြည်သူအများစုပါတယ်လူရန်စားဖြစ်တယ်ဒီလူရန်စား၃မျိုးကိုကြီးလိုက်မယ်ဆိုလို့ရှိရင်အခွန်တွေကိုအများဆုံးပေးရတာတတိယလူရန်စားဖြစ်တယ်အဓိကအလုပ်သမားတွေလယ်သမားတွေစင်ရဲသားပြည်သူတွေကပဲအခွန်တွေကိုအဓိကပေးနေရတာဖြစ်တယ်ပေါ့ဒါပေမဲ့တစ်ဖက်မှာအခွင့်အရေးနဲ့အာဏာတွေကိုအဓိကစုပ်ခိုင်ထားတာတော့တတိယလူရန်စားမဟုတ်ဘူးပထမနဲ့ဒုတိယလူရန်စားကပဲအခွင့်အရေးတွေအာဏာတွေကိုစုပ်ကိုင်ထားခဲ့တာဖြစ်တယ်ဒီချိန်တွေမှာလူရန်စားမညီမျှမှုဆိုတဲ့ဟာပေါ်လာတယ်ဒီမညီမျှမှုကပြည်သူတွေရဲ့မကျေနပ်မှုကိုစပြီးတော့ဖြစ်လာစေခဲ့ပြီးတော့မှပြင်သစ်တော်လှန်ရေးပေါက်ဖွားဖို့အတွက်အကြောင်းတရားတွေဖြစ်ပေါ်လာတာဖြစ်ပါတယ်ပြီးတော့ရင်ဒီမညီမျှမှုတွေကိုပို့ပြီးတော့တိတာစေတဲ့နောက်ထပ်အကြောင်းရင်းတစ်ခုကတော့စီးပွားရေးယိုယွင်းပျက်စီးမှုတွေဖြစ်တယ်ပေါ့နော်ပြင်သစ်နိုင်ငံရဲ့အခြေအနေကိုအဲ့ဒီတုန်းကအခြေအနေကိုပြန်ကြည့်လိုက်မယ်ဆိုရင်အဲ့ဒီအချိန်မှာသူကစစ်ပွဲတွေဆင်နွှဲနေရတဲ့အခြေအနေဖြစ်တယ်စစ်ပွဲဖြစ်နေတဲ့အတွက်ကြောင့်မလို့နိုင်ငံကအကျွေးတွေများတယ်ပြီးတော့အစားအသောက်တွေဈေးတက်လာတယ်ဆင်းရဲမွဲတေမှုတွေပိုပြီးတော့များလာတယ်ဒီအခြေအနေမှာပြည်သူတွေကစားဖို့တောက်ဖို့တောင်ခက်ခဲလာတဲ့အခြေအနေကိုကြုံတွေ့နေကြရတယ်ဆိုတော့အဲ့ဒီကာလမှာပြည်သူတွေရဲ့ခက်ခဲမှုနဲ့လူရန်စားကွာဟမှုတွေအကြောင်းပြောမယ်ဆိုရင်ကျွန်တော်အများအားပြောလို့ရှိတဲ့ဇာတ်လမ်းတစ်ခုရှိရပေါ့နော်အဲ့ဒါကတော့အစာရစာရှားပါလာတဲ့အတွက်ပြည်သူတွေကပါမုံနေပေးပါဆိုပြီးတော့တောင်းဆိုတဲ့အချိန်မှာအဲ့တုန်းကဘီရင်မပေါ့နော်ဘီရင်မနာမည်က Mary Antoine ပေါ့သူကနေပြီးတော့မှမပြောလဲဆိုလို့ရှိရင်ပါမုံမရှိရင်ကိတ်မုံစားဖို့ဆိုပြီးတော့ပြောခဲ့တယ်ဆိုတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်ဒီစကားကပြင်းတဲ့တော်လှန်ရေးရဲ့တင်ကြီးသားလို့ပြောလို့ရတယ်လို့အဲ့ဒီတုန်းကလူရန်စားကွာဟမှုကဘလောက်တောင်ကြီးမားနေတယ်လဲဆိုတာကိုထင်ဟပ်စေတဲ့စကားလည်းဖြစ်ပါတယ်အထူးသဖြင့်လူထုရဲ့ဒုက္ခကိုနားမလည်တဲ့အထက်တန်းလွှာလူရန်စားရဲ့ရေပေါ်စီစံမှုကိုထင်ဟပ်စေခဲ့တယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးဘရင်ရဲ့မိသားစုနဲ့အထက်တန်းလွှာတွေကလူထုရဲ့ဘဝကိုနားမလည်ဘူးဆိုတဲ့အမြင်တွေကြောင့်လည်းတော်လှန်ရေးမိသားကပို့ပြီးတော့တောက်လောင်လာခဲ့တာဖြစ်ပါတယ်ပြီးရင်မရှိသေးတယ်လဲဆိုတော့အဲ့ဒီချိန်တုန်းကဒီလူရန်စားမညီမျှမှုနဲ့စားဝတ်နေရေးကြက်တဲမှုတွေအပြင်တော်လှန်ရေးကိုပို့ပြီးတော့တွန်းအားပေးခဲ့တဲ့နောက်ထပ်ဖြစ်စဉ်တစ်ခုကတော့အဲ့ဒီခေတ်ကညံလင်းပွင့်ခေတ်ဖြစ်တယ်ပြီးတော့အဲ့ဒီခေတ်မှာပေါ်ပေါက်လာတဲ့ပညာရှင်တွေကြောင့်လည်းဒီတော်လှန်ရေးကိုပို့ပြီးတော့တွန်းအားပေးခဲ့တာကတစ်စိတ်တစ်ပိုင်းပါဝင်နေပေါ့နော်ဆိုတော့အဲ့ဒီချိန်ထိလူထုကယုံကြည်ထားတာပါရှိလဲဆိုလို့ရှိရင်ဘယင်ကဘာကြောင့်ဘယင်ဖြစ်လဲလို့ပြောလိုက်လို့ရှိရင်သူက divine right လို့ခေါ်တယ်ပေါ့နော်ဖျားသခင်ကပေးအပ်ထားတဲ့အခွင့်အာဏာတွေကြောင့်ဘယင်ကဘယင်ဖြစ်ပါတယ်ဆိုတဲ့ဟာကိုလူထုကယုံကြည်ကြတယ်အဲ့ဒါကြောင့်ဘရင်ရဲ့အာဏာကိုပြန်ပြီးတော့မေးခွန်းထုတ်လို့မရဘူးဆိုတဲ့အယူအဆကလူတွေကြားထဲမှာရှိနေခဲ့တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီချိန်မှာပြင်းတဲ့တော်လှန်ရေးဖြစ်တဲ့ကာလမှာပညာရှင်တွေပေါ်လာတယ်ဘလို့ပညာရှင်တွေလဲဆိုတော့ Rousseau တို့ Montesquieu တို့ Voltaire တို့အဲ့ဒီအတွေးခေါ်ပညာရှင်တွေကနာမည်ကြီးလာတယ်နာမည်ကြီးလာပြီးတော့သူတို့ကလူထုကိုဘလို့အတွေးခေါ်တွေပြောပြပေးလဲဆိုလို့ရှိရင်အာဏာဆိုတာဘရင်ရဲ့လက်ထဲမှာမဟုတ်ဘဲနဲ့ပြည်သူတွေရဲ့လက်ထဲမှာရှိရမယ်ဆိုတဲ့ဟာမျိုးပြီးတော့လူရန်မှာတန်းတူအခွင့်အရေးရှိရမယ်ဆိုတဲ့စတဲ့
ခက်တဲ့ဒီမိုကရေစီအသွေးခေါ်တွေကိုဒီပညာရှင်တွေကလူထုကြားထဲပြန့်နှံ့အောင်စိတ်ဆော်ပေးတယ်။အဲဒီတော့မှပြည်သူတွေကဘရင်ရဲ့အခွင့်အာဏာကိုပြန်ပြီးတော့မေးခွန်းထုတ်လာပြီးတော့မှဒီပြင်းတဲ့တော်လှန်ရေးကိုဆင်နွှဲမယ်ဆိုပြီးတော့မှပို့ပြီးတော့တွန်းအားဖြစ်စေခဲ့တာဖြစ်တယ်ပေါ့နော်။1993ခုနှစ်ကိုရောက်တဲ့ချိန်မှာကျတော့ပြင်သစ်ပြည်သူတွေကတော်လှန်ရေးကိုဆင်နွှဲရင်းနဲ့ပဲဘရင်ကိုခေါင်းဖြတ်တက်ခဲ့ကြတယ်ပြီးတော့ဘရင်စနစ်ကိုတရားဝင်ဆုံးသတ်လိုက်တယ်ဆိုတော့ဒီပြင်သစ်တော်လှန်ရေးကခေတ်သစ်ဒီမိုကရေစီဆိုတာကိုပထမအဆုံးပြန်လည်မွေးထုတ်ပေးလိုက်တဲ့ဖြစ်ရပ်တစ်ခုလည်းဖြစ်ပါတယ်ဒီလိုနဲ့ပြင်သစ်တော်လှန်ရေးအဆုံးသတ်သွားတဲ့1989ခုနှစ်ကိုရောက်တဲ့အခါမှာပြင်သစ်ပြည်မှာညီလာခံလုပ်ကြရဲပေါ့နော်ဆိုတော့အဲ့ဒီညီလာခံမှာလူကနှစ်ချမ်းကွဲသွားတာပေါ့ပထမတစ်ချမ်းကတော့ဘရင်စနစ်ကိုဖျက်သိမ်းခြင်းတဲ့သူတွေအပြောင်းအလဲကိုလုပ်ခြင်းတဲ့သူတွေအဲ့ဒီလူတွေကညီလာခံရဲ့လက်ဝဲဘက်မှာထိုင်ကြတယ်ပြီးရင်နောက်တစ်ချမ်းပေါ့နော်နောက်တစ်ချမ်းကတော့ဘရင်တို့ဘာသာရေးနဲ့အစဉ်လာတို့ကိုကာကွယ်ပေးခြင်းတဲ့လူတွေဖြစ်တယ်ဆိုတော့အဲ့ဒီလိုကာကွယ်ပေးခြင်းတဲ့သူတွေကတော့ညီလာခံရဲ့လက်ရဘက်မှာထိုင်ခဲ့ကြတယ်ဆိုတော့ဒီဖြစ်စဉ်ကနေပဲလက်ဝဲလက်ရာဆိုတဲ့နိုင်ငံရေးအခေါ်အဝေါ်တွေကိုစတင်ဖန်တီးပေးလိုက်တာဖြစ်ပါတယ်။အဲ့တော့ဘရင်စနစ်ကိုဖျက်သိမ်းခြင်းတဲ့သူတွေအပြောင်းလဲလုပ်ခြင်းတဲ့လူတွေကလက်ဝဲဘက်မှာထိုင်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့လက်ဝဲနိုင်ငံရေးလို့ပြောရင်ပြောင်းလဲမှုကိုလိုချင်တဲ့သူတွေဒန်းတူညီမျှမှုကိုလိုချင်တဲ့လူတွေကိုလက်ဝဲသမားတွေလို့ခေါ်ကြရတယ်ပေါ့နော်။ပြီးတော့ရင်အစဉ်လာရိုးရာစီကံတည်ငြိမ်မှုအဲ့ဒါတွေကိုလိုလားတဲ့လူတွေကလက်ရဘက်မှာထိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ရိုးရာတလေးကိုထိမ့်သိမ့်တဲ့စီကံတို့တည်ငြိမ်မှုတို့လိုလားတယ်ဆိုတဲ့သူတွေကိုတော့ကျွန်တော်တို့လက်ရသမားတွေဆိုပြီးတော့ပြောကြတာဖြစ်ပါတယ်ဒီနေရာမှာလက်ဝဲရဲ့အဓိကအယူဆတွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်နံပါတ်1ချက်ကပါရှိလဲဆိုလူချမ်းသာနဲ့လူစင်းရဲရဲ့ကွာဟမှုရှော့ချရမယ်ဆိုတဲ့ဟာမျိုးရှိတယ်။ပြီးသွားရင်တော့အလုပ်သမားအခွင့်အရေးတွေကိုကာကွယ်ပေးရမယ်။ပညာရေးတို့ကျန်းမာရေးစတဲ့ဝန်ဆောင်မှုတွေကိုစင်းရဲချမ်းသာမခွဲခြားဘဲနဲ့တန်းတူရပိုင်ခွင့်ရှိရမယ်ဆိုတာမျိုးတွေလည်းလက်ဝဲကယူဆတယ်။ပြီးသွားရင်အစိုးရကစီးပွားရေးကိုတစ်စိတ်တစ်ပိုင်းဝင်ရောက်ထိန်းညှိရမယ်ဆိုတဲ့ဟာမျိုးတွေပြောတယ်။အရေးကြီးဆုံးကတော့လက်ဝဲအယူဆမှာလူနည်းစုအားနည်းတဲ့သူစင်းရဲတဲ့သူတွေကိုကာကွယ်ပေးရမယ်ဆိုတဲ့အယူဆရှိပါတယ်။ဆိုတော့ဒီနေ့ခေတ်မှာကျွန်တော်တို့ Nordic နိုင်ငံတွေလို့ခေါ်တဲ့ Sweden, Norway, Denmark, Iceland, Finland အဲ့ဒီနိုင်ငံတွေကိုကြည့်လိုက်မယ်ဆိုရင်သူတို့ကိုကျွန်တော်တို့ကဘာလို့ခေါ်လဲဆိုတော့ Social Democrat နိုင်ငံတွေလို့လည်းခေါ်တယ်ပေါ့နော်။ဆိုတော့သူတို့ကဒီလူမှုဖော်ဆောင်ရေးစနစ်ကိုချမှတ်ထားတယ်။ပြီးတော့ပညာရေးနဲ့ကျန်းမာရေးကိုပြည်သူတိုင်းအတွက်အခမဲ့သတ်မှတ်ပေးထားသလိုချမ်းသာတဲ့သူတွေကိုအခွန်ပိုကောက်တဲ့စနစ်တွေလည်းဖန်တီးပေးထားတာကိုတွေ့နိုင်မှာဖြစ်တယ်ပေါ့နော်။ဆိုတော့ဒါတွေဆိုလို့ရှိရင်ကျွန်တော်တို့က Social Democracy ဖြစ်တဲ့နည်းနည်းလက်ဝဲရင်းတဲ့အယူဆနဲ့စနစ်တွေဖြစ်တယ်ဆိုပြီးတော့သတ်မှတ်လို့ရမှာဖြစ်ပါတယ်လက်ရဘက်ကိုသွားကြည့်မယ်ဆိုလို့ရှိရင်လက်ရနိုင်ငံရေးရဲ့အဓိကစိတ်ကူကဘာတွေရှိလဲဆိုရင်လူတယောက်ချင်းစီရဲ့တာဝန်ယူမှုနဲ့စီကံအရေးကြီးဆုံးပဲဆိုတဲ့အယူဆရှိရေပေါ့နော်ပြီးသွားလို့ရှိရင်သူကတော့လွတ်လပ်တဲ့ဈေးကွက်စီးပွားရေးစနစ်ပေါ့ကျွန်တော်တို့တခြားစကားလုံးနဲ့ပြောမယ်ဆိုရင်အရင်းရှင်စီးပွားရေးစနစ်ကိုထောက်ခံတယ်ပြီးတော့အခွန်နည်းနည်းပဲကောက်တင်တယ်ဆိုတဲ့ဟာမျိုးအစိုးရရဲ့အခွင့်အာဏာကိုကန့်သတ်ထားတင်တယ်ဆိုတဲ့ဟာမျိုးပြီးသွားရင်မိသားစုဘာသာရေးယဉ်ကျေးမှုအဲ့ဒီအစဉ်အလာတွေကိုထိန်းသိမ်းရမယ်ဆိုတဲ့ဟာမျိုးပြီးရင်တရားဥပဒေနဲ့လုံခြုံရေးကိုအလေးထားရမယ်ဆိုတဲ့ဟာမျိုးတွေကိုဦးစားပေးပြီးပြောတာတော့လက်ရအယူအဆတွေဖြစ်တယ်ဆိုတော့ဒီနေ့ခေတ်အမေရိကန်မှာကြီးထွားလာတဲ့ရှေးရိုးဆွဲစနစ်တို့ပြီးတော့ကိုယ်တိုင်းပြည်ကိုပဲပို့ပြီးတော့တိုးပွားအောင်လုပ်မယ်တခြားတိုင်းပြည်တွေဘာပဲဖြစ်ဖြစ်ဆိုတဲ့ဟာမျိုးပြီးရင်အဓိကစီးပွားရေးကိုပဲဦးစားပေးမယ်ဆိုတဲ့ဟာတွေကလက်ရအယူအဆတွေဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီနေ့ခေတ်ကမ္ဘာသတင်းတွေမှာဖတ်ကြည့်မယ်ဆိုလို့ရှိရင်ဥရောပနိုင်ငံတွေကဥရောပနိုင်ငံတွေမှာလက်ရစွန်းပါတီတွေအနိုင်ရလာတယ်ဆိုတာမျိုးဒေါ်နယ်ထရန့်တက်လာတဲ့အမေရိကန်နိုင်ငံမှာကလက်ရစွန်းအယူအဆတွေပို့ပြီးတော့များလာတယ်ဆိုတာမျိုးကျွန်တော်တို့တွေ့ရတာဖြစ်တယ်ပေါ့နော်ဆိုအချို့အဖြစ်ပြောမယ်ဆိုလို့ရှိရင်တော့လူတဦးတယောက်လူမျိုးတစ်မျိုးနိုင်ငံတစ်ခုတည်းအတွက်ကိုဦးတည်တဲ့နိုင်ငံရေးအတွေးခေါ်အယူအဆအလုပ်အကိုင်းတွေအဲ့ဒါတွေကိုကျွန်တော်တို့လက်ရနိုင်ငံရေးလို့ယူဆနိုင်တယ်ပြီးရင်တော့ဒန်းတူညီမျှရေးနဲ့လူဖွဲ့စည်းတစ်စုံလုံးအတွက်ကြီးဖို့စူးစမ်းတာတော့ကျွန်တော်တို့လက်ဝဲနိုင်ငံရေးလို့ပြောလို့ရပါတယ်တလောက်ထိကိုနားထောင်ကြည့်မယ်ဆိုလို့ရှိရင်ပဲလက်ဝဲနိုင်ငံရေးနဲ့လက်ရနိုင်ငံရေးကဘယ်လိုယူဆချက်တွေရှိလဲဘာတွေကွာတယ်လဲပြီးတော့ဒီအခေါ်အဝေါ်အသုံးအနှုန်းတွေကဘယ်ကနေစပြီးတော့ပေါ်ပေါက်လာတယ်လဲဆိုတာကိုကျွန်တော်တို့အကြမ်းဖျင်းလေးနားလည်ကြည့်လို့ရမှာဖြစ်ပါတယ်ဒီလောက်နားထောင်လိုက်ပြီဆိုရင်တော့ကျွန်တော်တို့နောက်ပိုင်းမှာသတင်းတွေကြည့်တဲ့အခါမှာဗီဒီယိုတွေနားထောင်တဲ့အခါမှာသတင်းစာတွေဖတ်တဲ့အခါမှာဆိုလို့ရှိရင်လက်ဝဲလက်ရာဆိုတာဘာကိုပြောတယ်လဲဆိုတဲ့ဟာကိုပို့ပြီးတော့နားလည်လာနိုင်မှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့အဲ့ဒီအတွက်ကြောင့်မလို့ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းကျွန်တော်ဗဟုသုတရစေမယ့်အကြောင်းအရာတချို့ကိုဆက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်ကျေးဇူးများတင်ပါတယ်